ကျွန်တော်တို့ကျွန်တော်တို့ KNDF ကနေမှကျန်တဲ့တိုင်းလာညီကိုတွေအားလုံးကိုတောက်ဆိုချင်တာတစ်ခုရှိတယ်အားလုံးလည်းမျက်မြင်တက်တည်ပါပဲတစ်ဖက်မှာတော့မင်းအောင်လိုက်ကဘချုံမှုကြီးမင်းအောင်လိုက်ကငိတ်ချမ်းရေးကိုဖိတ်ခေါ်ပေးမယ်လဲတကယ်အောက်ချီမီပြည်မှာတော့သူတို့ရဲ့တာစခါတိုးချဲတာတွေစီလှရှာမှုတွေပြီးတော့မှရိတ်ခါပို့ဆောင်တွေကပို့ဆောင်မှုလှုပ်ဆောင်တာတွေကအချိန်မြင့်လှုပ်ဆောင်နေစေဖြစ်တယ်တစ်ဖက်ကတော့ငိတ်ချမ်းရေးလို့ပြောရင်ပဲအောက်ချီမီပြည်မှာတော့သူတို့ရဲ့လှုပ်ရှားမှုတွေဟာပိုတော့မှအချိန်တိုးမြင့်လာတယ်ဒါကအတူရောင်ငိတ်ချရေးလို့တော့ကျွန်တော်တို့ဖက်ကတော့မှတ်ယူတော့ဗောလေအဲ့ဒီငိတ်ချရေးနဲ့ဆက်ဆက်ပြီးတော့မှတဲရောက်မဲ့ဖက်တွေကိုလည်းကျွန်တော်တို့ကနေမှဒါကစစ်မှတဲ့ငိတ်ချရေးကိုအကောက်ထဲဖွင့်နိုင်မဲ့နေထားမှာမဟုတ်ဘူးဆိုတော့ဆိုတော့ကျွန်တော်တို့ကနေတိစကားပါလို့တော့ဗောလေနော်နောက်တစ်ခုကကျွန်တော်ပြောချင်တာကမြေပြင်မှာကျွန်တော်တို့ခရီးနီတွေအတက်ခါကြတော့မြေပြင်မှာဒီစစ်ကောက်စီနဲ့ထိတ်တိုက်ရေးစာရတဲ့အခါစစ်ကောက်စီဖက်ကလက်နေကြီးနဲ့လက်နေကြီးပစ်ကူနဲ့လေကြောပစ်ကူမပါလို့ရှိရင်စစ်ကောက်စီတွေကကျွန်တော်တို့တွဲတော့တောင်းကောက်ဝဲလို့ကျွန်တော်တို့အနေနဲ့တော့ပြောချင်တယ်